အဲ့လိုရပါဘူး recording လုပ်ထားလာပြီနော်ကဲမင်္ဂလာပါကိုဒန်နီယယ် ဟုတ်ပြီမင်္ဂလာပါကိုမောင်ဖုန်းတိတ်ကြီး ကဲကျွန်တော်တို့ဒီနေ့Manchester United နဲ့နော် Tottenham Hotspur ရဲ့ပွဲပြီးရလက်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နှစ်ယောက်နော်ဆွေးနွေးသွားကြရအောင်ဗျာဟုတ်ပြီနော်ကဲကဲစားလိုက်ပါဦးအဲ့ဒါဆိုကဲဘယ်လိုလဲကိုဒန်နီယယ်နော်ကိုဒန်နီယယ်အမြင်မှာဒီနေ့ Manchester United ရဲ့ကစားပုံလေးနော်အဆင်ပြေရလားကောင်းလားဟုတ်ရင်ဒီနေ့ကျွန်တော်မန်ယူကြည့်လိုက်တော့အရင်တော့ဟိုးအရင်တော့နော်ဟိုးအရင်တော့မန်ယူပြန်မြင်ရလို့ဖြစ်သူတို့မှလည်းယုံကြည်မှုရှိနေတယ်နော်ပြီးသူတို့ဒီတစ်ခါတည်းကိုနိုင်မယ်တစ်ချိန်မှဂိုးတင်နိုင်မယ်ဆိုယုံကြည်မှုကိုပြန်ပြီးတော့တွေ့ရတယ်အရင်မန်ယူပြန်ပြီးမြင်ရလို့ခံစားရတာနော်သူတို့ဒီမိုင်ကာရီလက်ထက်မှာဒီကစားပုံနဲ့အံဝင်တဲ့ပြင်ဒီစန်ဒရိုမာရီနက်စ်တို့လည်းဒဏ်ရာတွေပြန်ကောင်းလာနေကြသူတို့အဆင်ပြေသွားတာပေါ့ဒါကြောင့်ဟုတ်တယ်ဟုတော်တ်တယ်တော်လေးကိုအဆင်ပြေလို့ကောင်းတဲ့ပွဲလို့တင်ပြီးပါဟုတ်ကဲ့အခုအာဒီကျွန်တော်တို့ Manchester United ရဲ့ဟိုပါပေါ့ site ဘက်ကိုကျွန်တော်တို့ပြန်ပြီးတော့ဟိုပါအသေးစိတ်လေးပြန်ဆွေးနွေးရအောင်ပေါ့ဗျာဒီနေ့Manchester United ကကစားပုံကသူတို့ရဲ့ပြီးခဲ့တဲ့အရင်၃ပွဲလောက်တုန်းကခြေစွမ်းအတိုင်းပဲဗျဟိုပါပေါ့လူထုတ်ပုံစင်းရင်းမှာလဲဒီကျွန်တော် Patrick Dorgu လေးနာသွားတဲ့အချိန်မှာနော်သူတို့ဟိုပါပေါ့ Matheus Cunha နဲ့ပြန်ပြီးအစားထိုးတယ်ဆိုတာပြီးခဲ့တဲ့ဖူလန်နဲ့ပွဲမှာကလေးကဟိုပါပေါ့၃လခဲ့တဲ့ကစားကွက်ကိုပဲသူတို့မပြောင်းလဲဘဲနဲ့သူတို့ဒီနေ့ဒီ formation တိုင်းပဲထွက်လာတယ်အဲ့တော့သူတို့ရဲ့ရလက်ကလည်းဟိုဘယ်လိုခေါ်မလဲဒီကောင်းနေတဲ့ form ပေါ့အဲ့ဒီ form တွေကိုလည်းဒီနီးပြ Michael Carrick ကမဖြတ်ဘဲနဲ့ဒီပုံစံတိုင်းပဲဆက်သွားတယ်အဲ့တော့တကယ်တမ်းသူတို့ရဲ့ formation ရပဲဖြစ်ဖြစ်သူတို့ရဲ့ကစားကွက်ပဲဖြစ်ဖြစ်ကစားပုံပဲဖြစ်ဖြစ်အရင် simple ဖြစ်တယ်ဗျဒါပေမဲ့အဲ့ simple ဖြစ်တာကိုပဲပြိုင်မဲ့အသင်းတွေကသူတို့လိုက်ပြီးတော့သူတို့ဟိုထိန်းချုပ်ဖို့ကတော်တော်ခက်ခဲနေတဲ့အနေအထားမျိုးပါနောက်တစ်ခုကတော့စိတ်ဓာတ်ပိုင်းဆိုင်ရာပေါ့ခုနဟိုကိုဒန်နီယယ်ပြောသွားသလိုပဲဒီကျွန်တော်တို့ Manchester United ကလွန်ခဲ့သောနှစ်တွေပေါ့ဒီကျွန်တော်တို့ Sir Alex Ferguson ခေတ်တုန်းက Man United ရဲ့ဒီတရေနီအငွေ့တက်လေးတွေနော်တော့နိုင်ပွဲစာလောင်တဲ့အငွေ့တက်လေးတွေကျွန်တော်တို့ကပြန်မြင်ရတယ်ပြန်မြင်ရတာကျွန်တော်တို့ဒီဟိုဟာနီးပြပေါ့ယာယီနီးပြ Michael Carrick ရောက်လာပြီးတဲ့ပေါ့ပွဲစားထွက်လာပြီဆိုကြတဲ့သူတို့က28မိနစ်ပေါ့နော်28မိနစ်29မိနစ်29မိနစ်မရောက်ခင်ဒီဟာပွဲကလုံးဝအကျိနေရှိတယ်ပွဲအကျိနေရှိတဲ့အချိန်မှာလဲဟိုဟာပေါ့အဲ့29မိနစ်အတွင်းမှာလဲ Man U ကဒီ Tottenham Hotspur ကိုသူကဘယ်လိုမျိုးဟိုဟာကင်လို့ရမလဲဆိုတော့သူကကောင်းကောင်းကြီးရောသူကဟိုပတ်မှန်နိုင်သူကတိထားတဲ့ပုံစံမျိုးနဲ့သူကကစားဖို့ကိုပေါ်ဆောင်နိုင်ခဲ့တယ်နော်အမေ29မိနစ်မှာဒီ Tottenham Hotspur ကဒီ Romero ထပ်သွားတဲ့အချိန်မှာဒါကစားကွက်ဟောပြင်မလားကျွန်တော်တို့အခြေအနေရအောင်အကုန်လုံးကပြောင်းလဲသွားတဲ့ situation ကအဲ့လိုမျိုးပေါ့အဲ့ဒီမှာမန်ယူကပို့ပြီးတော့အသာစီးရမယ်ဆိုတဲ့အတွေးမျိုးပေါ့ဟိုဝင်လာတယ်ဒါပေမဲ့ကျွန်တော်တို့ Michael Carrick လက်ထက်မဟုတ်ခင်တုန်းကကျွန်တော်တို့Ruben Amorim လက်ထက်တုန်းက Everton နဲ့ပွဲမှာဟို Daniel မှတ်မိသေးလားမသိဘူးမန်ယူကတယောက်အသာစီးရတယ်ဒါပေမဲ့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ရှုံးသွားတယ် Manchester United ကနော်အဲ့တော့အခုလေကျွန်တော်လည်းဟိုပါပေါ့တယောက်ထွက်ကန်လာတဲ့ Tottenham Hotspur နော် Tottenham Hotspur ကပြန်ပြီးတော့မာမာထန်ထန်နဲ့ပြန်ပြီးတော့ဒီ attack လောက်လာမလားဆိုတော့ကျွန်တော်စိတ်ပူသေးတယ်သွားပြီပေါ့ဒီဟာမလွယ်ဘူးပေါ့ Manchester United က10ယောက်11ယောက်ဆိုရင်သူတို့ကနည်းနည်းရုပ်တရွယ်လေးကစားတတ်တယ်ဆိုတဲ့စိတ်မျိုးလေးကျွန်တော်ဝင်သွားတယ်ဒါပေမဲ့ကျွန်တော်အထင်နဲ့မြင်နေရတာလွဲသွားပါတယ်ကွင်းထဲမှာသူတို့ကတောက်လျှောက်ကိုသူတို့က present လုပ်တယ်တောက်လျှောက်ကို attacking ဝင်နိုင်နေတယ်ပေါ့ကိုဒန်နီရဲ့အမြင်ကိုပြောကြည့်ပေးပါဦးအဓိကဒီမန်ယူကလေဒီ၄နှစ်၃တက်ပေါ့နော်ဒီကစားကွက်နဲ့တော်တော်လိုက်တယ်ပြီးတော့စန်တာဘက်မှာအဲ့ဒီလီဆန်နိုမာရီနက်စ်မကွာရတော့တော်တော်ငြိမ်တယ်ဘလို့ငြိမ်လဲဆိုအရင်လေနီဟိုလိုတို့ဒီတိုရဲ့ဆိုင်ပို့ပြီးတော့ငြိမ်တယ်အမှန်လေအဲ့ဒါလေသူအားတာဖြစ်သွားတာပြီးလူရှော့ကလည်း left foot မှာကစားမယ်ဆိုတာသူ original position ပဲသူကောင်းကစားနိုင်တယ်သူအရင်အမော်လက်ထက်တော့3 back မှာ LC ကစားတယ်မှာခါတလေရရင်လွတ်တာကြီးရှိနော်သူဒါလောနဲ့သူနဲ့ဘိညာတောင်ဝန်တစ်ဖက်ကလည်းတော်တော်လေးငြိမ်တယ်ကွင်းလယ်မှာလည်းမိုင်နူးပေါ့အဓိကမိုင်နူးပဲပြောနော်အမော်လက်ထက်မှာလုံးဝချောင်ထိုးခံရတဲ့မိုင်နူးတကယ်တည်းမိုင်နူးဆိုတာ skill ရှိတယ်လေမိုင်နူးနဲ့တွဲတဲ့အခါမှာ customer တို့တော့မှသူငယ်တွေပြန်ပြီးတော့နော်ဟိုဂိုးတွေပါတွင်းလာတယ် assist တွေလုပ်လာတယ်ရှေ့ပွဲတွေမှာဆိုရင်နော် assist တွေပါလုပ်လာတယ်ဟုတ်ပြီနော်အဲ့လိုငြိမ်တာသူတို့အဲ့လိုမျိုးကွင်းလယ်မှာမိုင်နူးနဲ့ customer ထိုင်တဲ့အတွက်ကြောင့်စစ်ချလို့ Bruno Fernandes ကလည်း AMF နေရာမှာကောင်းကောင်းစိတ်ကြိုက်ကစားအောင်သူ
သူကောင်းသူအကွက်တွေကြောင့်တုံးတယ်ဟို flick လောက်သွားထောင်းပြီးအကွက်တွေပါလေငါသူစိတ်ပေါ်ပါလို့ပေါ့အေးစိတ်ပေါ့နော် ဟုတ်တယ်ဟုတ်တယ် ဒီကစားကွက်လည်းတော်တော်လေးအဆင်ပြေပါရှင်ထဲတော့ပြောစရာမရှိဘူးရှင်ထဲတော့အာမတ်ခုညာအမူကကောင်းနေတာပေါ့နော်ဒီဘက်မှာသူကစပါးကိုနောက်တန်းကိုတိုးကျင်လို့ဆိုပြီးအမ်ဘူမဲကိုတုံးတာပေါ့ဆက်စကိုကတော့ပြီးကနေမှတုံးလိုက်တာပေါ့ဘာဖြစ်ဒီနေ့ပွဲမှာတော့ဒီလူစိမ်းကတော်တော်လေးကိုအဆင်ပြေတယ်တပြည့်ကန်ကောင်းကျင်တော့ဘက်ကရိုမဲရိုရဲ့29မိနစ်အနီးကပ်ကြောင်လဲပို့ပြီးတော့ပွဲကထင်ရတဲ့ပို့ပြီးတော့ချောမွေသွားတယ်ချောမွေဆိုတာကြည့်လို့မကောင်းတော့ဘူးပေါ့တစ်ဖက်လည်းပဲဖြစ်သွား အမှန်တကယ်တော့ ပြန်လာ အမှန်တကယ်တော့ဓာတ်ရိုက်အနီမထိပဲနဲ့ဟိုအရင်ဆုံးအဝါအနေနဲ့ပြပြီးတော့သတိပေးတာမျိုးတော့လုပ်လို့ရတဲ့အနေအထားမျိုးပါပဲတကယ်တမ်းကတော့လေဒါပေမဲ့လည်းဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကလည်းအနီနဲ့ပဲဓာတ်ရိုက်ထွက်သွားတော့ပွဲအခြေအနေကကျွန်တော်တို့ထင်ထားတာတဲ့အများကြီးပြောင်းလဲသွားတာပေါ့အဲ့လိုမျိုးနောက်တစ်ခုကဟိုဘယ်လိုခေါ်မလဲပွဲဒီကျွန်တော်တော်တယ်ဟော့စပါဘက်ကနေပြီးကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်လေသူတို့အတွက်က29မိနစ်မတိုင်ခင်ဒီသူတို့က17ယောက်အခြေအနေနဲ့သူတို့ဟိုပေါ့ဘယ်လိုခေါ်မလဲကစားကွက်ကိုသူတို့တင်ရအောင်စပြီးတီဆောက်နေတဲ့အချိန်လေးအပြင်အဲ့29မိနစ်ရိုမဲရိုထွက်သွားပြီးတဲ့အချိန်မှာဒီကျွန်တော်တို့ဒီ formation အရသူတို့တွေအကုန် changes လုပ်လိုက်တယ်ဟိုဆိုတာကသူတို့က defensive ကိုသူတို့ကပြန်ပြီးအသားပေးလိုက်တဲ့ပုံစံဖြစ်သွားတယ်ကျွန်တော်ဟိုပေါ့ထင်ထားတာကတော့ဒီပေါ့ Thomas Frank ကနေပြီးတော့ Manchester United ကိုသူကဟို defensive နဲ့လုံအောင်ပိတ်ပြီးတော့ low block နဲ့လုံအောင်ပိတ်ပြီးတော့သူတို့ဒီ counter attack ကိုပဲရွေးပြီးစော့မယ်ဆိုပြီးတော့သူတို့ planning လုပ်လာမယ်လို့ကျွန်တော်မထင်ဘူးဗျသိမလားသူတင်ကိုတင်ကျွန်တော်တို့ဒီ Spa ကလည်းပြီးခဲ့တဲ့ဒီဆက်တုန်းကဒီကျွန်တော်တို့ Europa League Final မှာတော့လည်း Man U ဖြုတ်ချထားခဲ့တာဆိုတော့ Man U နိုင်ပြီးတော့ဗလာရခဲ့တာဆိုတော့လေသူတို့ကလည်း Man U ရဲ့အားတာချက်အားနဲ့ချက်ကိုသူတို့ကသိတယ်ဘယ်လိုမျိုး Man U ကို attack လုပ်လိုက်ရင်ဘယ်လိုအဆင်ပြေမလဲဆိုတော့သူကသိတယ်ဒါပေမဲ့တယောက်ထွက်သွားပြီးတဲ့အချိန်မှာသူတို့နီးပြူအပိုင်းကအကုန်အများကြီးပြောင်းလဲဖြစ်သွားတယ်ပြောင်းလဲဖြစ်သွားတော့သူတို့တွေခုနကပေါ့ defensive ကိုသူတို့စဉ်းစားရတယ်နော် pressing ကတော့သူတို့အဓိကပြောမယ်ဆို Man U နဲ့ရှင်လိုက်ရင်တော့ pressing တော့အားနေသွားတယ်ဒါပေမဲ့ Man U ကတော့ pressing ကတော်တော်ကြီးကို Man U pressing ကတော်တော်ကောင်းလုံးအားကြီးတယ်သူကပြောမယ်ဆိုရင်ကျွန်တော်တွေးသလောက်ကတော့ဒီ3လို့3 versus 1လို့ပုံစံမျိုးတွေသိရမှာအဲ့လိုမျိုးတွေခဏကိုဟိုဘယ်လိုကောမလဲတော်တယ်ဟော့စပါရင်ဆိုင်လိုက်ရတယ်တော်တယ်ဟော့စပါလူတယောက်ကသူကဟိုပေါ့ကစားကွက်တယ်မယ်ဆိုတာနဲ့ဘေးနားမှာ3ယောက်ကရန်ပြီးသားဖြစ်နေတယ် Man United ကအဲ့လိုမျိုးကို Man U က pressing တော်တော်ကောင်းခဲ့တယ်ပေါ့ဒီပွဲအရာပေါ့ဟိုဘက်မှာလည်းဇာဗီဆန်မွန်တယောက်လောက်ပဲ rating 7.1ရတယ်ကျန်တဲ့လူတွေအဆင်မပြေဘူးเนาะအဆင်မပြေဘူးအိုဒိုဘတ်တို့ဆူလန်ကီတို့ကလည်းဆူလန်ကီကလည်းပြီးခဲ့တဲ့ပွဲတော့ဟိုမက်ဆီနဲ့ပွဲတော့ကတော့ဂိုးတွေပါတယ်ကွာเนาะအလှဆုံးဂိုးတွေပါတယ်ဆိုပြီးအခုကျတော့လည်းထုံးစံတိုင်းပါပဲငကိုပုံတိုင်းပဲပြန်ရအောင်တာเนาะဒီဘက်မှာသူ တကယ်တော့ ကွင်းလည်းမှာထိုင်တာစားရယ်ဂါလာဂါရယ်ပေါ်လင်းညာရယ်တကယ်ဒီလိုပွဲလေးမှာကွင်းလည်းဖျားကောင်းတယ်ဘီဆူမားလေးပါပြီးထည့်ရင်တော့ပုံများ ဟုတ်တယ်ဒီနေ့ဂါလာဂါကနေပြီးတော့သူဟိုပေါ့ဂါလာဂါကသူ့ရဲ့လောကောမလဲကွင်းလေချင်းရှင်တဲ့အချိန်မှာဂါလာဂါရဲ့အဲ့စားရဲ့ပေါက်လင်ဟာတွေကိုဒီမန်ယူကွင်းလေကိုသူတို့ဟိုပေါ့ရှင်ပြီးတော့သူတို့ pressing ကောင်းမလို့ပေးနိုင်ခဲ့ဘူးပေါ့ဗျာအဲ့လိုခုနကကိုဒန်နီယယ်ဟိုပြောပြတဲ့ညွန်ပြတဲ့ဒီဗီဇိုမားတွေပါထည့်လိုက်ပြီးဆိုတော့မမတန်တန်နဲ့မန်ယူ pressing ကိုပါပြန်ပြီးတော့ဟိုပြန်ကောင်တာပြန်လုပ်နိုင်တာမျိုးတွေတော့ကျွန်တော်မြင်ရနိုင်တယ်ပေါ့အဲ့မဲ့သူတို့ကဗီဇိုမားကိုသူတို့ကဟိုပေါ့မိနစ်80မှမိနစ်80မှာထည့်လိုက်တယ်နော်ပြီးတော့ဟိုကျွန်တော်ထင်ထားတာမက်တီစတဲလ်ကဒါဒီကောင်လေးဆိုရင်ဝါနာကစ်ထဲမှာပါတယ်အဲ့ကောင်လေးကလည်းတော်တော်ကောင်းတယ်ဒါပေမဲ့သူ့ကိုလည်းဟိုဘယ်လိုခေါ်မလဲသူ့ကိုလည်းမထုတ်သွားဘူးသူ့ကိုလည်းမိနစ်80မှာထည့်တယ်ဆိုတော့ဟိုမိနစ်80မှာကစားကွက်အပြောင်းလဲကိုသူတို့ကအဲ့လိုမျိုးမြန်ဆန်နဲ့ပြန်ပြီးဖန်တီးယူမယ်ဆိုတဲ့အတွေ့အမျိုးတွေးခဲ့လားမသိပါဘူးသောမတ်ဖရန်ကတော့လည်းမရတော့အကျန်ရှိတာလုပ်လိုက်တာရှိတာလုပ်လိုက်တာအကျန်မရတော့ဒီပေါ့နော်โอเคပါအဲ့ဆိုတော့ဟိုကျွန်တော် conclusion အနေနဲ့ဟိုကိုဒန်နီယယ်ကဒီပွဲလေးနဲ့ပတ်သက်ပြီးတော့ပြောပြပေးပါဦးဟောဒီနေ့ပွဲနိုင်တော့မန်ယူကတော့အဆင့်၄မှာပဲရှိနေပြီမဲ့အပေါ်မှာရှိတဲ့ဗီလာနဲ့ဆိုရင်နော်နှစ်မှတ်ပဲကွာတော့တာနော်နှစ်မှတ်ပဲကွာဗီလာကို46မှ44မှတ်ဆိုတော့လိုက်ပြီးတော့ PR တော့ပေးလာနိုင်ပြီရှိနေနော်ဟုတ်ကဲ့ဗီလာလည်းဒီဘက်ဗာလိုက်ကန်မယ်ဘမ်းမောက်နဲ့ကန်ရမှာအခုလက်ရှိမှာတော့ပွဲမပြီးသေးပေမဲ့ဘမ်းမောက်1စီးနဲ့တော့နိုင်သူက49ကိုတက်တယ်ဒီလိုပြန်သွားတယ်ဗာဒီပွဲမှာမန်ယူကဒီ dignity ပေါ့နော်မန်ယူဆိုတော့လေးပွဲစတဲ့အနိုင်နဲ့အတူသူ့ရဲ့ဒီစီလုံးမှုနဲ့ဒီ form ကိုပြန်ပြီးတော့မြင်လာတဲ့အတွက်ဒါလက်လာစရာဖြစ်ပါတယ်နော်ဟုတ်ပါတယ်အဲဆိုတော့ဟိုဒန်နီယယ်ဒီနေ့ကျွန်တော်တို့ညောင်ရဲ့ဒီ Premier League နော် Manchester United ရဲ့
Manchester United နဲ့ Tottenham Hotspur ရဲ့နော်ပွဲပြီးသုံးသက်ချက်လေးကိုကျွန်တော်ဒီမှာပဲဆုံးသက်လိုက်အောင်ကျွန်တော်နောက်ပွဲမှာလည်းပြန်ပြီးတော့အဆုံးတွေ့ကြပါမယ်နော် နောက်ပွဲဆက်ပြီးတွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်